ကျမမိတ်ဆွေများအလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေကျမကိုချစ်ခင်အားပေးကြတယ်။ယုံကြည်အားပေးကြတဲ့ခုနှစ်သားသမီးများအလုံးရှင်းနေဖွာသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ယခုကျမ3လပိုင်းအတွက်တောက်ကြသားသမီးများအတွက်ကံကြမ္မာများကိုစပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးများယခုကာလမှာအခက်အခဲပြဿနာများကိုကြော်လွှားနိုင်နိုင်မယ်လို့ယုံကြည်မှုတွေရရှိပါလိမ့်မယ်မိမိတို့အလုပ်တွေမှာမိမိတို့လုပ်နေတဲ့အလုပ်တွေဟာပုံမကောင်းမွန်လဲပတ်ပြီးတော့မှဝင်ငွေတွေတိုးပွားလာတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်တောက်ကြသားများဒီကာလလေးမှာမိမိတို့အနေနဲ့မိတ်ဆွေအပေါင်းအသင်းပေါ်မှာအမှုဖြစ်နေတဲ့သူကိုကသွားပြီးတော့အာမခံပေးတာမျိုးတွေအမှုကိစ္စဆောင်ရွက်ပေးလိုက်တာမျိုးတွေမပြုလုပ်သင့်ပါဘူးစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနဲ့အကျိုးပေးပါတယ်ဒီ3လပိုင်းမှာတောက်ကြသားသမီးများအမှုပညာလုပ်ငန်းတွေအကျိုးပေးတယ်เนาะကားနဲ့ပတ်သက်တဲ့အရောင်းဝယ်လုပ်ငန်းမျိုးတွေအကျိုးပေးတယ်နောက်တစ်ခုကမွေးမြူရေးစိုက်ပျိုးရေးလုပ်ငန်းများပုံမကောင်းမွန်စွာနဲ့အကျိုးပေးတာကိုတွေ့မြင်ရပါလိမ့်မယ်အမှုပညာလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့မိမိတို့လုပ်နေတဲ့အမှုပညာတွေခြေလမ်းလေးမှားလိုက်တာနဲ့ကိုဝေဖန်ခံရတတ်ပါတယ်။ဒါကြောင့်အမှုပညာရှင်များတောက်ကြသားသမီးများရှိနေတယ်ဆိုလို့ရှိရင်တတိထားပြီးတော့ပြုလုပ်မယ်ဆိုရင်မိမိတို့ရဲ့နာမည်တွေဂုဏ်သတင်းတွေတဆင့်တက်တဆင့်တိုးမြင့်သွားမှာဖြစ်ပါတယ်။လို့မှမဟုတ်ဘူးမိမိတို့အနေနဲ့တတိလက်လွတ်ပေါ့ဆစွာနဲ့အမှုပညာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့အမားလေးတေးသေးလေးရနေအကြီးကြီးဖြစ်ပြီးတော့မှဝေဖန်ခံရတတ်ပါတယ်မိမိတို့နာမည်ဂုဏ်သတင်းတွေလည်းကျဆင်းတတ်ပါတယ်အိမ်ချမ်းမြေကျိုးဆောင်လုပ်ငန်းများနဲ့တောက်ကြသားသမီးများပို့ပြီးတော့အကျိုးကျေးဇူးအကျိုးရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်တောက်ကြသားသမီးများဒီကာလမှာနာရေးကိစ္စတွေနာရေးအိမ်တွေတွားတာမျိုးတွေမတန်းတဲ့မြေတွေနင်းတာမျိုးတွေမပြုလုပ်ရပါဘူးမတန်းတဲ့မြေဆိုတာကတော့တင်းញိုင်းနေဖြစ်ပါတယ်အတုပအိမ်ဖြစ်ပါတယ်ရက်ရှည်လာများအိပ်ရတဲ့ဘုံဘုံလဲနေတဲ့နာရာရှိယောဂဝေဒနာရှိတဲ့အိမ်မျိုးကိုလည်းတွားလို့မရပါဘူးမိမိတို့အနေနဲ့အဲ့ဒီလိုလူနာတွေတွေ့မြင်ရတဲ့အခါမှာကိုယ်တိုင်မသွားဘဲနဲ့ကိုယ့်ရဲ့ကိုယ်စားလွတ်ပြီးတော့မှစေဝါတက်စာလှူဒန်းပေးခြင်းဖြင့်မိမိတို့ရဲ့ကံတရားတွေကောင်းမွန်လာပါတယ်အညံ့နေလည်းပြည်သွားတတ်ပါတယ်တောက်ကြသားသမီးများဒီကာလမှာတငယ်ချင်းမိတ်ဆွေများနဲ့ယုံကြည်မှုကိုပို့ပြီးတော့ရရှိတတ်ပါတယ်တငယ်ချင်းမိတ်ဆွေတွေပေါ်မှာလည်းပို့ပြီးတော့ကူညီမှုတွေပေးစွမ်းနိုင်ပါတယ်အခြေရေးနဲ့ပတ်သက်ပြီးတော့တောက်ကြသားသမီးများအခြေရေးမှာကောင်းမလို့နဲ့မကောင်းဖြစ်သွားပြီးတော့မှလမ်းခွဲပြက်ဆဲသွားတတ်ပါတယ်စကားကြဒုက္ခရောက်တတ်ပါတယ်အဲ့တော့ဆွဆွဲပြောဆိုမျိုးတွေယုံမားတန်တရားဖြစ်တာမျိုးတွေဆွဆွဲပြောဆိုခံရတတ်ပါတယ်အိမ်အောင်ရေးအနေနဲ့ကြတော့တောက်ကြသားသမီးများမိမိတို့အနေနဲ့နှုတ်ဆက်ပြီးနေရင်ပိုကောင်းပါတယ်အိမ်အောင်ရေးမှာဘာမဟုတ်တာလေးနဲ့ပြဿနာတွေဖြစ်ပြီးတော့မှရန်ဖြစ်တဲ့ကာလတစ်ခုဖြစ်သွားတတ်ပါတယ်အမြဲတမ်းကြီးရန်ဖြစ်နေမယ်အမြဲတမ်းကြီးစကားများနေတတ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ကိုပြောချင်တဲ့စကားတွေမပြောဘဲနဲ့မျိုးချလိုက်တာမျိုးတွေမျိုးသိမ့်လိုက်တာမျိုးတွေသိခံလိုက်တာမျိုးတွေခွန့်လွတ်လိုက်တာမျိုးတွေပြုလုပ်ပြရမှာဖြစ်ပါတယ်။ကြာသားသမီးများအနေနဲ့ဒီကာလမှာမိမိတို့အနေနဲ့အညံ့နေကြည်နေဆိုလို့ရှိရင်တော့ပလင်းတစ်လုံးအလွတ်တစ်လုံးထဲမှာမိမိရဲ့ဓာတ်ပုံလေးကိုထည့်ပြီးတော့မှအဖုံးပိတ်ပြီးတော့ရေမျောပေးလိုက်ရမှာဖြစ်ပါတယ်။ရေမျောလိုက်တဲ့အခါမှာလည်းငါဒဏ်နင်ခံစီငါမှရှိတဲ့အညံ့အခိုက်တွေကြည်စီပြက်စီဆိုပြီးတော့ညောနေတဲ့ချောင်းတို့မြစ်တို့မှာတွားရောက်မျောပေးရမှာဖြစ်ပါတယ်တောက်ကြသားသမီးများမျောရမယ့်နေရာတော့မိမိတို့အနေနဲ့တောက်ကြနေ့ညနေဆောင်မှာမျောပေးမယ်ဆိုရင်ပိုမိုကောင်းမွန်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ဖုံးကြီးเจ้าစွန်းကြိုက်လေးပို့ပေးပါမိမိတို့အနေနဲ့ဒီဖုံးကြီးเจ้าစွန်းကြိုက်ပို့တဲ့အစားအစာကိုတော့ကိုယ်တိုင်မစားမတောက်ပါဘူးကိုယ်တိုင်ရှောင်ရမှာဖြစ်ပါတယ်ဒီလမှာတော့မိမိတို့အနေနဲ့ဝတ်သားလုံးဝမစားပါနဲ့
ဝတ်သားဟင်းကိုကောင်းကောင်းလေးတစ်ခွက်ချက်ပြီးတော့မှဖုံးညောင်းစွန်းကြိုက်လေးပို့ပေးလိုက်ပါမိမိတို့အနေနဲ့ကန်မြင့်ကျင်တယ်ဆိုလို့ရှိရင်တော့ဖီးချမ်းငပြောသည်ပျော်ပျော်10လုံးရွှေနာကိုပကံထဲမှာထည့်ပေးပါရွှေနာကိုပကံဖြစ်ရမယ်နော်ဒီချမ်းငပြောသည်ပျော်ပျော်10လုံးကိုအပျော်9လုံးအပေါ်9လုံးအောက်9လုံးတေချာစီပါအပေါ်ကနေတကြား8ချက်သားဖြူပေးပါတကြား8ချက်သားဖြူပြီးသွားပြီဆိုလို့ရှိရင်တော့ငပြောသည်ရဲ့အလဲကောင်မှာဖျောင်းနိုင်လေးစိုက်ပေးပါဖျောင်းနိုင်လေးစိုက်ပြီးသွားလို့ရှိရင်ကျမတို့ဒီတကြားပွဲလေးကိုတော့ထီးဖြူလေးတစ်လက်မိုးပေးထားမှာဖြစ်ပါတယ်ထီးရလဲထီးအသေးဖြစ်ပါတယ်ထီးအကြီးမလိုပါဘူးเนาะဒီလိုထီးတစ်လက်ကိုဘေးနားမှာတစ်ခုခုနဲ့စိုက်ပြီးတော့မှတကြားပွဲလေးကိုထီးဖြူမိုးပေးထားမှာဖြစ်ပါတယ်ဘယ်လေးတွေလောက်ရမလဲဆိုလို့ရှိရင်အင်္ဂါနေ့မနေ့ပိုင်းလေးစောစောလေးမှာပြုလုပ်ပေးရမှာဖြစ်ပါတယ်တောက်ကြသားသမီးများတကြားမင်းကိုတိုင်တယ်ပြီးတော့မှလှူဒန်းပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့အိမ်ရှိခုံလေးတစ်ခုံနောက်စပွဲလေးတစ်လုံးနဲ့တင်ပြီးတော့မှတကြားမင်းကိုပူဇော်ပေးပါအဲ့တော့ဒီတလမှာတောက်ကြသားသမီးတွေကတကြားမာတဲ့ဂိမ်းကာလဖြစ်ပါတယ်ဒါကြောင့်ဒီမိမိတို့အနေနဲ့အင်္ဂါနေ့မနက်ပိုင်းလေးစောစောလေး9နာရီခွဲ6နာရီလောက်မှာတကြားမင်းကို15ရက်တစ်ကြိမ်တစ်လကို2ကြိမ်လောက်ပြုလုပ်ပေးခြင်းဖြင့်မိမိတို့ရဲ့ကံတွေတိုးမြင့်သွားမှာဖြစ်ပါတယ်တောက်ကြသားကြီးများစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်